Hello အားလုံးပဲမင်္ဂလာပါနော်ကျမစီမှာတပ်ပုံရှိရတယ်လားအဲ့ဒီတပ်ပုံလေးကျမသမီးကတွေ့သွားတာ तू ကဆရာမကြီးလေကျမသမီးကြီးကတွေ့သွားတော့ तू ကတပ်ပုံကြည့်ပြီးတော့ဟဲဘွေယူရင်တုံးတဲ့ဟိုခေါင်းကဟာလေးဘာလို့မမီခေါင်းပေါ်ရောက်နေရလဲတဲ့ Seriously အေးမမီကမိမပြီးမှဘွေရတာလားလို့မေးလိုက်တော့ဘာဖြစ်သွားမှာမလို့လဲကျမလည်းပြောလိုက်တယ်လေအားကြမခံကျမကတော့ဒီမှာဘာမှမတတ်တာလို့မိမပြီးမှဘွဲရတယောက်နော်လို့နေပါတိလေလို့ကျမဥပဒေဘွဲယူထားတာလို့ရှင်တို့လေဒီခါလေးပြောမယ်နော်၄နှစ်လုံးကိုတက်ကတူကျောင်းကိုတက်ပြီးတော့ LLB ဥပဒေဘွဲကိုယူထားတာဟုတ်တယ်ဒီမှာမာစီဒီနဲ့ vegetable တာဖြစ်နေတာနော်အဲ့ဒါတော့မှနှစ်ကိုဒေးတက်လိုက်သေးတယ်အဲ့ဒီဒေးတက်တာရီးစားမရတာနဲ့တခါတည်းအဝေးတင်ပြောင်းလိုက်တာအဝေးတင်လေးရောက်ရီးစားရမလားလို့မရပါဘူးဘွေရတဲ့အချိန်မှာပြီးမှရီးစားမရမဲ့သူတို့မလေးရှားသွားမယ်ဆိုပြီးမလေးရှားရောက်လိုက်မလေးရှားသွားလိုက်တာမလေးရှားလည်းရောက်ရီးစားရတယ်လို့မရလို့နဲ့တိတ်မကြောက်အမေရိကသွားဖို့အတွက်ခြေနေကပေးလာတယ်လေအဲ့လေရင်ပေါ်တက်အမေရိကသွားဖို့အတွက်အမလီလေရင်ပေါ်လေးရောက်လေကျမအမေနဲ့ထပ်ဝေးရတော့မယ်ဆိုပြီးတော့လေရင်ပေါ်ရောက်လို့လေရင်လည်းတစ်ခါမှမစည်းဘူးလေအရန်ကြောက်တာလေရင်ပေါ်တက်ပြီးတော့လေရင်လေးမောင်းရောအရန်ကြောက်တယ်အဲ့ဒီချိန်မှာဖြစ်ချင်တော့သူလေးနဲ့ရောက်လာတယ်လေရင်မေတယောက်ကဘာတော့မလဲတဲ့ဘာစားမလဲတဲ့ဘေးရမလဲကချင်ပြည်နယ်မြစ်ချနာတူလေကျမကိုဝိုင်းတစ်ခွက်ပေးလို့အဲ့နဲ့ဝိုင်းကိုမှုတ်တော့လိုက်တယ်အဲ့နဲ့လေရင်ပေါ်အိတ်ပျော်သွားမေလုံးလေးဖွင့်ရောအမေရိကရောက်သွားတယ်အမေရိကဒီနေ့ရောက်တယ်မနေ့ကဆိုယောက်ျားရပြီနင်တို့ကဘယ်လိုလဲကျမလိုပဲလားဒီနေ့ရောက်ပြီးမနေ့ကယောက်ျားရသွားလားမိုက်တယ်နော်အမေရိကဒါနဲ့ပြောအောင်မယ်ဝေယုံတိုးဆိုတာလေမလေးရှားကိုထွက်လာကြတဲ့မတွေ့ဘူးတော့တာနော်မလေးရှားမှာဆိုကျမတို့ကွန်တူမှာပဲနေခဲ့တာလေအမေရိကလည်းရောက်ရောဝေယုံတိုးကြီးတကယ်ဝေယုံတိုးကြီးလမ်းတွေဆိုရင်လည်းအကျဉ်းနာချိုင်းခွက်တွေနဲ့အဲ့ဒီဝေယုံတိုးဘေးနာအပမမှာနေခဲ့တာနော်ကျမကရှင်တို့တွေငါတိတယ်ငါ့ကိုကြည့်ပြီးတော့ဒီမက်ခုံးလုံနေတာပဲနင်တို့ကြည့်နေဟုတ်တယ်မလားဟာယုတ်ချမ